ဒီချက်ချောနဲ့တငယ်ချင်းများအားလုံးပဲမင်္ဂလာပါရှင်။သမီးကတော့007ပဲဖြစ်ပါရဲ့ရှင်။သမီးဖွင့်လို့ဆိုရင်အဖွဲ့ဝင်၄ဦးပါဝင်ပါတယ်။အဖွဲ့ဝင်တွေကတော့02 010 012နဲ့သမီးပဲဖြစ်ပါရဲ့ရှင်။သမီးတို့တင်ဆက်တော့မှာကတော့ထွေရင်တဲ့ထုတ်ပတ်တိအကြောင်းလေးပဲဖြစ်ပါတယ်။သမီးတို့တင်ဆက်တော့မယ့်အကြောင်းအရာလေးကိုစုံထိနားဆင်ပြကြပါအောင်ရှင်။1980ခုနှစ်အလယ်ပိုင်းတွင်ထွင်တင်ကမြန်မာဂီတလောက၌ပေါ့ဂီတကိုပေါ်ရော့ပေါ်ကျက်စသည့်မတူညီသည့်အပြုများဖြင့်ယူဆောင်ပေးတဲ့ကြော်ကြတော့အဆိုတော်သေးစာတစ်ယောက်ဖြစ်ပါတယ်1963ခုနှစ်ဇူလိုင်လ1ရက်နေ့တွင်ပတိန်မြို့၌ဖွားမြင်ခဲ့ပါတယ်အဖဦးထွန်းမြင့်အမိတော်မြရင်တို့ဖြစ်ကြပါတယ်အဖေကဗမာလူမျိုးတစ်ယောက်ဖြစ်ပြီးအမိမှာမွန်လူမျိုးတစ်ယောက်ဖြစ်ပါတယ်ထွင်တင်ဟာဗမာမွန်ကပြားလူမျိုးတစ်ယောက်ဖြစ်ပါတယ်သူရဲ့အမိရင်းဟာဆိုရင်တော့ဦးကျော်မြင့်လွင်ဖြစ်ပြီးလူအများကရက်ဘဲဦးငှက်ကြီးစသည်ဖြင့်ချစ်စနိုးခေါ်ကြပါတယ်ထွင်တင်ရဲ့ဇနီးမှာမတ်တွယ်ထွေးဖြစ်ပြီးသူ၏တဝရီတော်သမီးမှာမိကွန်ထောပဲဖြစ်ပါတယ်အမက20မှာမလာတန်းပညာကိုပသိမ်မြို့မှာတင်ကြားခဲ့ပြီးတော့အထက်က3ပသိမ်မြို့မှာထပ်တန်းအောင်မြင်ခဲ့ပါတယ်1989ခုနှစ်ကနေပြီးတော့1980မှာအေယာဝတီတိုင်းမှာရှိတဲ့ပသိမ်ဒေသကောလိပ်ကိုတက်ရောက်ခဲ့ပါတယ်1982ခုနှစ်မှာမိသားစုနဲ့အတူမော်လမြိုင်ကိုပြောင်းရွှေ့ခဲ့ပြီးတော့မော်လမြိုင်တက္ကသိုလ်ကနေပြီးတော့ယူပတ်ပေရထူးဖြူနဲ့သိပ္ပံဘွဲ့ရရှိခဲ့ပါတယ်ငယ်စဉ်ရွယ်ကလေးအပင်ဂီတကိုဝါသနာပိုက်ခဲ့ပြီးတော့ဒုတိယတွေကိုတိခဲ့ရမယ်ဆိုရင်အလွန်သဘောကျရသူဖြစ်ပါတယ်သူ့ရဲ့ဂီတပေါ်ယူတဲ့ပုံကတော့မိသားစုနဲ့ဂီတကိုရှိရင်တော့မှဂီတကိုချဲ့ခဲ့သူဖြစ်ပါတယ်သူကအချင်းတန်းတဲ့ဘဝတွေကိုလည်းဖျက်ဆီးခဲ့ရပါသေးတယ်ထို့ရင်တင်ကအဝိတ္တထဲကူတစ်ခုနဲ့စိုက်ကလေးနှင်းခဲ့ပြီးတော့ပြပြမမန်ကုံလေးလိုက်ထန်ခဲ့ပူပါသေးတယ်ကျန်တဲ့နယ်ဘဝတွေကိုလည်းဖျက်ဆီးခဲ့ပြီးတော့သူဖြစ်ချင်တဲ့ဂီတပညာရှင်တယောက်ဖြစ်ဖို့ဒီဇိုင်းမန်ကြိုးစားခဲ့ပါတယ်မော်လမြိုင်မြို့မှာဂီတဆရာဦးအောင်ဆိုထဲကနေပြီးတော့ဂီတသင်ဂီတနဲ့ဂီတပညာကိုသင်ယူခဲ့ပါတယ်1986ခုနှစ်မှာနိုင်ဘောကမျက်ရည်စံများစီရီနဲ့ဂီတလောကကိုစတင်ရောက်လာခဲ့ပါတယ်။ထို့အခွေကသူ့ရဲ့ဘဝကိုပြောင်းလဲပေးနိုင်တဲ့အထိအောင်မြင်လာခဲ့ပါတယ်။မြန်မာတနိုင်ငံလုံးထွင်တင်ကိုမတိသူမရှိသလောက်ထိနာမည်ကြီးလာခဲ့ပါတယ်။ထွင်တင်ကကိုပိုင်တန်တင်တချင်းအများစုကိုရေးသားတည်ကုန်းခဲ့ပြီးတော့ဂီတပညာရှင်တဦးဖြစ်ရင်လည်းကျုပ်ပန်းအားထုတ်ခဲ့ပါတယ်။ထွင်တင်ကကဗျာများကိုလည်းရေးဝတ်နိုင်သူတစ်ယောက်ဖြစ်ပါတယ်1988အရေးခင်ပြီးမှဆိုရင်မြန်မာနိုင်ငံဝန်ဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တအူ ABSDF နိုင်ပြန်ကြားရေးတာဝန်ခံအဖြစ်ဆိုရမောအောင်နဲ့တူခိတမြတ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။အရေးကြီးပြီဆိုရဲတိုက်ပွဲဝင်တဲ့ချင်းကိုထိုစဉ်ကရေးဆက်ခဲ့ခြင်းဖြစ်ပါတယ်။1992ခုနှစ်မှာထွက်ရှိခဲ့တဲ့ရာဇဝင်များရဲ့သူတို့သမီးတချင်းကြောင့်ပြည်သူများမျက်ခုံးလုံးခဲ့ရပါတယ်။အဲ့ဒီတချင်းကမြန်မာနိုင်ငံရဲ့အဓိကရည်စည်းကြောင်းဖြစ်တဲ့အေယာဝတီမြစ်ကိုဖော်ကျူးထားတော်လေဒီမိုကရေစီကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုရည်စူးပြီးတော့ရေးသားထားတယ်လို့လူများထင်မြင်ကြပါတယ်။သူသည်အသက်16နှစ်အတွင်းဒေသရီများကိုထုတ်ယူနိုင်ခဲ့သည့်၎င်းဒေသရီများမှာမော်စရာအိမ်မက်တငိတ်အသက်ပုံဆောင်ခြင်းများအရင်အတိုင်းစကလုံးအမေသို့မဟုတ်မြတ်တာပွဲတော်အစိမ်းအောင်ရဆွဲများတနည်းစာအလွဲများနှင့်ချက်ချင်းအဖြစ်စသည်လိုဖြစ်ပါတယ်။ထို့အိမ်သည်ဘလောက်ပဲနမကြီးသည်ဖြစ်တော်လဲမာနကြီးခဲ့ခြင်းမရှိပါအရေးချင်းရှိသောတသစ္စာအဆိုတော်တွေကိုပါကူညီတတ်ပါသေးတယ်။2004ခုနှစ်ဩဂုတ်လ14ရက်နေ့နနက်7:40မိနစ်တွင်ကွယ်လွန်ခဲ့ပါတယ်။ကွယ်လွန်ချိန်တွင်သူ၏အသက်အရွယ်သည်52နှစ်သာရှိပါသေးတယ်။သူသည်နာမည်ကြီးဖို့ပတ်စံများကြီးရဖို့ထက်စစ်မှန်တဲ့ဂီတကိုဖန်တီးခဲ့သူဖြစ်ပါတယ်။ယခုအချိန်ထိပင်သူ၏တခြင်းများမှာယနေ့ခေတ်လူငယ်များ၏ပါဆက်ဖြားသည့်နာမည်တစ်ခုရရှိနေခဲ့ပါတော့သည်အနွမ်းမများသည်လေတွေကခန်းချောင်းရပြီခွေအချစ်ရဲ့လေးပြလေးဘယ်မှာပုံလို့နာပြီလေပေါ်ခွေငယ်ကလေးများအပေါ်ကသာငင်းငယ်ကြည့်နေတာလုံးတော်ရဲ့များချာစင်လာသူပေးတဲ့ချစ်များများပြန်လေကတွေ့တော့စိတ်မမီတာအေးမြပါသည်လီဘူးနွေနာဒီစကားများကိုလေနေလံပြန်ရှာရင်ဘဝအသစ်များပေါ်လေဒီချက်ချောနဲ့တငယ်ချင်းများသမီးတို့အဖွဲ့လေးရဲ့ပရ
တော့ချက်ကိုအဆုံးထိကြည့်ရှုနားဆင်ပေးကြလို့အထူးပင်ကျေးဇူးတင်ရှိပါရဲ့ရှင်။ထွေးရင်ရဲ့အထောက်ပံ့သည့်အကြောင်းအရာလေးတွေမှာအမှားတစုံတရားများပါရှိခဲ့ရင်နားလည်ခွင့်လုပ်ပေးဖို့မေတ္တာရက်ခံအပ်ပါရဲ့ရှင်။